အားလုံးပဲမင်္ဂလာပါရွှေသွေးချန်နယ်မှပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့250ကျော်ကထုတ်ဝေခဲ့တဲ့ရွှေသွေးချန်နယ်တွေထဲကပကြီးဆရာကာတွန်းဆရာကြီးတွေရဲ့ရတပြောင်မြောက်လာတဲ့လက်ရမွန်လေးတွေပြန်လဲခန်းစားငယ်ဝပြန်သွားနိုင်စေရန်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တာမို့ရွှေသွေးချန်နယ်ကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မောင်ညီမလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ပကြီးဆရာကြီးဥပကြီးရဲ့အများကျိုးဆောင်လို့အမိရတဲ့ဇလန်းတိုလေးဖြစ်ပါတယ်ရွာတရွာမှာမိန်းကလေးများကစားနေကြတယ်။လေးဖန်ဝေးဟေဟေယောက်ျားကလေးများကတခြားမှာစူပြီးကစားနေကြတယ်။2526ခုဟုတ်ပြီကွယောက်ျားပါသားခုံလိုက်ကွအတန်ကြာတော့အားလုံးစုပေါင်းပြီးထုတ်စီထိုးကပျော်ပျော်ပါးပါးကစားကြပြန်တယ်။အောင်ထုဟောပြမောကြသောအခါရေငှက်သဖြင့်ရေအိုးစင်ရှိရာသို့ပြေးသွားကြတဲ့အခါရေအိုးရဲ့ရေမရှိဘူးရေငှက်လိုက်တာဟဲ့အမလေးဒုက္ခပါပဲမောလိုက်တာဒီလိုထိုင်ပြီးညီးနေလို့ပဲဖြစ်မလဲဟုတ်တယ်ကိုထူကိုထားစနစ်နဲ့ဟိုရေတွင်းမှာသွားတော့ရအောင်အေးဟုတ်တယ်အများအတွက်ဒီရေအိုးကိုရေပြည့်ရအောင်မြန်တော့နောက်ကလူတွေရေငှက်လာပြီအေးပါဟာရေသီးနေပါအောင်မယ်နေပါအောင်ကွရေမထက်ခင်ရေအိုးဆေးလိုက်ကြအောင်စို့ကုသိုလ်ရေးမှုစ조사ပါငါတို့တွေမှာချွေးတလုံးလုံးခုမှပဲတောက်ရီအိုးချက်တရေရှိလာတယ်မကြာမီလူနာတင်ကားစီအခိုးတွေထွက်လျက်ရောက်လာပြီးတောက်ရီအိုးတွေကရေကိုစက်ထဲထည့်ရန်ရောက်လာတယ်ရေပေးပါဘယ်ဖြစ်မလဲဒါလူတွေတောက်ဖို့ပြမဲရဘူးလူနာတဲတန်ဖြစ်နေလို့ပါကွယ်ဒီရေမရရင်မော်တော်ကားဆက်သွားလို့ရမှာမဟုတ်ဘူးဒီတော့လူနာလဲဆေးရုံကိုအချိန်မီမရောက်နိုင်ဘူးငါတူတို့ရေလူပါဦးလေးတို့ပြန်လာရင်ရေပြန်ဖြည့်ပေးပါမယ်ပေးလိုက်ပါဟုတ်သားပဲဒီလိုနဲ့လူနာတင်ကားသည်ရေဖြည့်ပြီးထွက်သွားလေတော့၏ဆေးရုံရောက်တော့ဆရာဝန်ကြီးကအလျင်မြန်စမ်းသက်ကြည့်ရှုပြီးစိတ်ပူပန်ရန်မရှိကြောင်းပြောပြမှစိတ်အေးရတော့၏ခင်များတို့ကံကောင်းတယ်နည်းနည်းလေးနောက်ကျသွားရင်အသက်တောင်မိမှာမဟုတ်ဘူးညနေရောက်တော့ကားဆရာများရောက်လာပြီးဒီရွာမှရေရလို့သာလူနာအချိန်မီဆေးရုံရောက်ပြီးအချိန်မီတက်တာရကြောင်းပြောပြသဖြင့်ရွာလူကြီးကကလေးများကိုခေါ်ယူ၍ပြောပြတယ်ကလေးတို့ရေလူလို့ဆေးရုံကိုကားချိန်မီရောက်သွားပြီးလူနာတက်တာရလို့ဟောဒီဝီလေးကများစွာကျေးဇူးတင်ပါတဲ့ကွယ်ဟုတ်ကဲ့ဝမ်းသာပါတယ်နောက်ကိုကြုံတဲ့အခါတိုင်းရေလာယူပါကျွန်တော်တို့ဖြည့်ထားပါမယ်ကလေးတို့လည်းများစွာနှစ်ထောင်အားရဖြစ်ကြလေတော့သည်ဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ဒီလိုရသမြောက်ဇလန်းလေးတွေစက်တိုက်ကြည့်ခြင်းရင်ရွှေသွေး channel လေးကို subscribe and like နှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကိုယ်ချမ်းသာစိတ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်